တညင်းသိငါပြီးချက်ချက်တာမရှင်ပထမဆုံးတညင်းဒီရေစိမ်ထားတဲ့ဥစ္စာတွေကို2 ရက်လောက်စိမ်နာလဲတခွန်ချုပ်ပြုတ်မယ်နော်အစာပလာတွေချက်သွန်နီချက်သွန်ဖြူငပီခင်းချင်ဒီကဲစားချက်ရမနော်အများကြီးပဲအရင်ဆုံးစီပူလာရင်ငပိထည့်မယ်ငပိထည့်ပါရရှင်ငပိကြော်ပါမယ်ငပိကြော်လို့ပြီးရင်စက်သွန်လေးစီတက်ပါမယ်အမအကုန်လုံးစိတ်ဆက်မကြိတ်ပြီးချန့်တော့ပိုကောင်းတော့ဗောနော်ဒီတစ်ခါမချက်လိုက်မိမကြည့်လိုက်မိဒီစနမုတ်ထက်တုံဖြူထက်မွေးမယ်နော်မွေးပြီးနည်းနည်းနိုးသွားပြီစက်သွန်ဖြူနိုးရရင်ခင်းစီပြီးထည့်မယ်ခင်းစီပြီးထည့်ပြီးမွေးမယ်မွေးရောဒီငရုတ်ဒီကိုအတောက်ဝယ်ပြီးကိုဘကုံစိတ်ခါတာပေါ့နော်ခွဲချမ်းလို့ဖြစ်နေတာပေါ့နော်အဲ့ဒါကိုထည့်မယ်နော်ဒီထဲမှာဝယ်လို့ရှိရင်ဟိုကအမုတ်ဒီလူဖွဲမုံနာလူပါလူနာလို့ကိုကအတောက်လောက်ဝယ်ပြီးတော့ကြိတ်ထားတာပေါ့နော်ငရုတ်ဒီကပြီးရင်ပဇွန်ကြောက်ကိုရေစိမ်နာတာကိုရေစီးထားတာကိုထည့်ပါမယ်ရှင်ပြီးတော့ချုံမုတ်ထည့်မယ်အနှစ်ထဲမှာအရတာတွေဝင်သွားပါဘောနော်ချုံမုတ်ပြီးစားထည့်ပါမယ်ငပိရဲထည့်ထားတဲ့အတွက်စားကိုအများကြီးမထည့်ပါဘူးဒီစားဆုံးနှစ်ဆုံးလောက်ထည့်တစ်ဆုံးစားလောက်ထည့်ပါလေပြီးရင်ဒီထည့်မယ်ဒီတစ်ခွက်ထည့်ပါတယ်အုတ်ထားမယ်ဒီခေါင်းဆိုရင်ဒီစိထားတာလေးထည့်မယ်နော်ဒါရသွားပြီအမငယ်တီးဒီစက်သွန်လေးကြိတ်ပြီးတော့ချက်နော်